သူတစ်ပါးရဲ့မယားနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်ဟာအချက်၄ချက်ကိုသွားညှိနိုင်တယ်ချက်၄ချက်နဲ့သွားညှိမယ်တဲ့ပရဒရကံကျူးလို့ရင်အချက်၄ချက်နဲ့သွားညှိမယ်နံပါတ်၁ကအပုညလာပံမင်းမကောင်းမှုအကုသိုလ်တွေမြင်ရနေမှာကျူးလွန်နိုင်အကုသိုလ်တွေဖြစ်နေတယ်အကုသိုလ်တွေရနေကုသိုလ်ရမှာမဟုတ်ဘဲနဲ့အကုသိုလ်တွေရနေလူတွေကတော့ပြောတာပါတာအကုသိုလ်လို့မထင်ကောင်းမထင်ဘူးပေါ့နော်မြတ်စွာဘုရားကအပုညလာပံတဲ့မင်းပြစ်မှုကြီးမားတဲ့ပြစ်မှုအကုသိုလ်ကိုမင်းရတယ်နနိကမတေယသူတော်ဘာရဲ့အိမ်တော်ဘက်နဲ့သွားပြီးပြစ်မှားတယ်ဆိုတာဘယ်အိတ်ကောင်းချင်းအိတ်ရမလို့ဘလောက်အခွင့်အရေးချောင်းနေရမှမသိတာအဲ့ဒါကြောင့်မလို့နနိကမတေယစိတ်တိုင်းကြလည်းမအိတ်ရဘူးတဲ့ဒါမြတ်စွာဘုရားလက်တွေ့ကိုခေါ်တာနော်ရှင်းရှင်းလေးခေါ်တာပါမြတ်စွာဘုရားမင်းပရဒရကိစ္စတွေဆက်လုပ်နေမယ်ဆိုရင်အကုသိုလ်တွေရနေမယ်အိတ်ကောင်းချင်းလည်းမအိတ်ရဘူးနေတံတတ္တိယံမင်းလူတွေကကဲ့ရဲ့ရှုတ်ချတာတတ္တိယနိရိယစတုထံငရဲရောက်ဖို့ရမင်းစတုထပဲဒီ၄ချက်တော့မင်းရင်ဆိုင်ရလိမ့်မယ်ပရဒရလုပ်တဲ့ပုဂ္ဂိုလ်ဒီ၄ချက်ကိုရင်ဆိုင်ရမှာဖြစ်တယ်အကုသိုလ်ရခြင်းအိတ်ကောင်းခြင်းမအေးရခြင်းလူတကာရဲ့ကဲ့ရဲ့ရှုတ်ချမှုကိုခံရခြင်းသေတဲ့အခါငရဲချခြင်းဆိုတဲ့ဒီချက်၄ချက်မင်းရရှိခံစားရမှာတဲ့ဒါဒီဘဝမှာခံစားပြီးငရဲရောက်တယ်တေချာစဉ်းစားကြည့်တဲ့ဒီအလုပ်ဒီပြစ်မှုကျူးလွန်တာဟာအပုညလာဘောအကုသိုလ်တွေကြီးကြီးမားမားမြင်ရတယ်ဂတိစပပိကနောက်ဘဝအတွက်လည်းမကောင်းဘူးတဲ့မင်းသွားရမယ့်လမ်းကြောင်းကနောက်ဘဝအတွက်ဆိုရင်နိရိယဂတိငရဲရောက်ဖို့တေချာနေတယ်ပြီးတော့ဒီဘဝမှာလည်းပဲကြည့်လိုက်ပါအောင်တဲ့ဘိတတဘိတာယရတိစထောခိကာသူတော်သားမယားနဲ့ဆိုတော့အမျိုးသားမျိုးသမီးနှစ်ယောက်စလုံးဟာကြောက်လန့်နဲ့စိတ်တိုင်းရှိသူတို့ဟာအေးစေးစေးဒီပျော်ရွှင်မှုကိုရမှာမဟုတ်ဘူးအမျိုးသမီးကလည်းအမျိုးသားကလည်းသူတို့ကအရာဆိုရင်လူမိမှကြောက်တယ်နော်အမျိုးသမီးကလည်းကြောက်တယ်ကြောက်လန့်နဲ့ဆက်ဆံရတယ်ဒါလည်းမကောင်းတဲ့ဟာပဲကြောက်လန့်နဲ့ဘိတတဘိတာယရတိစထောကိကာကြောက်လန့်နဲ့ပျော်ရွှင်မှုဆိုတဲ့ဟာဘယ်လိုလုပ်ပြီးတော့အရသာရှိကြောက်လန့်နေရတာ ਨੇ ကြောက်လန့်တကြဒီသူတို့ရဲ့ပျော်ရွှင်ပျော်ပါမှုဆိုတာဟာတပိုင်းကကြောက်နေရတယ်တပိုင်းကပျော်ရွှင်မှုကလည်းအပြည့်အဝမဟုတ်ဘူးဒီလိုဆွလို့တယ်မြတ်စွာဘုရားထောက်ပြတဲ့စကားနော်အခြေအနေတစ်ခုထောက်ပြရာသာသထန်တံခရုကံပဏိတိတယ်ဒီကိစ္စမျိုးကိုဘယင်းတွေကလည်းကြီးမားတဲ့အပြစ်ဒဏ်ချမှတ်တယ်